တင်ခန်းစာငါကျမ်းမာရေးအတွက်ကျေးဇူးတင်စိတ်တင်ကျမ်းမာနေရင်တင့်ကျမ်းမာရေးကိုကျေးဇူးတင်ဖြစ်ပါတလားဒါမှမဟုတ်ဖျားနာမှဒဏ်ရာရမှကျမ်းမာရေးရဲ့အရေးကြီးပုံကိုတတိထားမိတာလားနိနိချိုက်ချိုက်အိပ်ပျော်တဲ့အခါကျေးဇူးတင်ပါတလားဒါမှမဟုတ်အိပ်မပျော်တဲ့ညတွေကြုံမှနိနိချိုက်ချိုက်အိပ်ပျော်တဲ့ညတွေကိုတတိထားမိတာလားနေ့စဉ်နေ့တိုင်းအသက်ရှင်နေရတဲ့အပေါ်ကျေးဇူးတင်ပါတလားကျမ်းမာရေးဆိုတာဘဝကပေးတဲ့လက်ဆောင်မွန်ပါနေ့စဉ်နေ့တိုင်းသင်ရနေမဲ့လက်ဆောင်တစ်ခုဖြစ်ပါတယ်ကျမ်းမာဖို့အတွက်တခြားကိစ္စတွေလုပ်နေရင်တောင်ပိုပြီးကျမ်းမာဖို့အတွက်ကျမတို့ရဲ့ကျမ်းမာရေးကိုကျေးဇူးတင်ရပါမယ်စိတ်နဲ့ခန္ဓာအပြည့်အဝကျမ်းမာဖို့အတွက်အမြန်ဆုံးနည်းလမ်းကတော့ကျေးဇူးတင်စိတ်မွေးတာပါပဲအကယ်၍သင်ရဲ့ကျေးဇူးတင်စိတ်ကိုနည်းနည်းလေးအသုံးချရင်သင်ဘဝနဲ့ကျမ်းမာရေးကနည်းနည်းလေးပြောင်းလဲပါလိမ့်မယ်သင်ရဲ့ကျေးဇူးတင်စိတ်ကိုနေ့စဉ်နေ့တိုင်းအများကြီးအသုံးချမယ်ဆိုရင်တော့သင်ဘဝနဲ့သင်ကျမ်းမာရေးကသင်မထင်ထားတဲ့နည်းလမ်းတွေနဲ့ပြောင်းလဲပါလိမ့်မယ်ကျေးဇူးတင်စိတ်ကသင်ဘဝတည်းကလက်လာပမှန်သမျှကိုတိုးပွားစေုံတင်မကပဲမကောင်းတဲ့အရာတွေကိုရှင်းထုတ်ပေးပါတယ်ဘယ်လိုမကောင်းတဲ့အခြေအနေမျိုးကိုပဲကြုံရပါစေကျေးဇူးတင်စရာတစ်ခုခုတော့အမြဲရှားနိုင်ပါတယ်အခုလိုကျေးဇူးတင်စရာရှားတယ်ဆိုတာတင်ဘွားတဲ့ကအစိုးတက်ခံအရာမှန်သမျှကိုရှင်းထုတ်ပေးနိုင်တဲ့ကျေးဇူးတင်စိတ်စွမ်းအားကိုအသုံးချတာပါပဲကျေးဇူးတင်စိတ်ကဆိုင်းကျက်ဖြစ်ရပ်တွေကိုဖန်တီးနိုင်ပါတယ်တောင်တန်းတွေကိုရွှေ့နိုင်ပါတယ်ပင်လယ်တွေကိုနှရှမ်းခွဲနိုင်ပါတယ်ဒါအပြင်ယောဂမနှများကိုကုသနိုင်ပါတယ်အကယ်၍တင့်ကျမ်းမာရေးနဲ့ကိုယ်ခန္ဓာအတွက်ကျေးဇူးတင်စိတ်ကဆိုင်းကျက်ဖြစ်ရပ်တွေဖန်တီးပေးနိုင်တာကိုမယုံကြည်ရင်ဒီဖြစ်ရပ်တွေကိုဖတ်ကြည့်ပါအမျိုးသမီးငယ်လေးတစ်ယောက်က အပလိုဖီစာစပင်အကွက်လိုက်ကျွတ်တဲ့ဥယျာဉ်ပြားယောဂတစ်မျိုးခံစားရပါတယ်အဲဒီနောက်စပင်တွေအထွေးလိုက်ကျွတ်ကြပါတယ်နှစ်ပေါင်းများစွာကြာအောင်နီလန်ပေါင်းစုံသုံးပြီးကုသပေးမိမတိုးတက်တဲ့အပြင်အခြေအနေပိုဆိုးလာခဲ့ပါတယ်နောက်ဆုံးတော့သူအကြောက်ဆုံးအဖြစ်ကိုရင်ဆိုင်ရပါတော့တယ်သူ့တစ်ခေါင်းလုံးစပင်မကြံတော့ပါဘူးဆရာဝန်တိုင်းကလည်းသူ့အခြေအနေကကုသဖို့မဖြစ်နိုင်တော့ကြောင်းပြောပါတယ်စပင်ဆိုင်ရင်ဆိုင်မဆိုင်ရှင်ရင်စပင်သူ့ဝေးရမှာပါဒါကိုသူကလက်မခံနိုင်ပါဘူးဒါကြောင့်သူ့အခန်းနံရံတွေမှာငါရဲ့နှက်မောင်တန်ဆွမ်းတဲ့တဘာဝဆန္ဒတွေအတွက်ကျေးဇူးတင်တယ်ဆိုတဲ့စာသားလေးကိုကပ်ပါတယ်သူ့ပုံသူဆွဲရင်လဲနှက်ပြောင်တဲ့ဆန္ဒတွေထည့်ဆွဲပါတယ်အဲဒီနောက်စပင်တွေပြန်ကောင်းလာတာကျေးဇူးတင်တယ်ဆိုတဲ့စကားကိုအကြိမ်ကြိမ်ပြောပါတယ်ဒါက2008ခုနှစ်ကပါအစပိုင်းမှာတော့သူ့စကားလုံးတွေနဲ့သူ့ခံစားချက်တွေကိုက်ညီအောင်လုပ်ဖို့ခက်ခဲခဲ့ပါတယ်ဒါပေမဲ့သူကဇွဲကောင်းကောင်းနဲ့စိုက်ကြိုးစားခဲ့ပါတယ်ဒီလိုနဲ့လအနည်းငယ်အကြာမှာသူ့စကားလုံးတွေကိုစပြီးယုံကြည်လာပါတယ်အပြောင်းအလဲတွေကိုတော့မမြင်ရသေးပါဘူး2009ခုနှစ်အရောက်မှာတော့စပင်တွေစပြီးပေါက်လာပါတယ်3နှစ်အကြာမှာသူ့စပင်ကအပြည့်အဝပြန်ပေါက်လာပါတယ်ခြေလျားထူထဲနှက်မောင်တဲ့တဘာဝဆန္ဒတွေကိုပြန်ရရှိခဲ့ပါတယ်ကျမ်းမာတဲ့ဆန္ဒတွေအတွက်ကျေးဇူးတင်လိုက်ရအောင်နောက်ထပ်အမျိုးသမီးတစ်ယောက်ကတော့ကြောက်ကကျမ်းမာရေး30%ရောက်တဲ့အထိကျသွားတာပါကျတာကလည်းအတော်မြန်ပါတယ်ဒီအမျိုးသမီးကသူ့မိသားစုနဲ့အပြည့်အဝတက်တက်ကြွကြွနေထိုင်ဖို့ရည်ရွယ်ထားတာပါဒါကြောင့်သူကအခြေအနေဆိုးကြောင်းဆေးစစ်ချက်တွေကိုလက်မခံပါဘူးနေ့တိုင်းညတိုင်းသူ့ကိုယ်သူကျမ်းမာရေးကောင်းလာပြီလို့ခံစားယုံကြည်ပြီးတွေးတော့ပါတယ်ဒါအပြင်သူ့ကျမ်းမာရေးအတွက်လိုက်လဲကျေးဇူးတင်ပါတယ်အဲဒီနောက်အပြည့်အဝကျမ်းမာလာချိန်မှာတော့သူကြောက်ကတ်တွေနဲ့ကုစားနိုင်စွမ်းကိုဆရာဝန်တွေနဲ့ကြောက်ကအထူးကုတွေကအံ့ဩခဲ့ရပါတယ်
ကျမတို့ရဲ့ကျမ်းမာတဲ့ကြောက်ကပ်တွေအတွက်ယေရှုတင်လိုက်ရအောင်ကျင်စဦးသမီးမောင်နှံ2ယောက်ဟာသားသမီးတွေမွေးဖို့မျှော်လင့်ထားပါတယ်ဒါပေမဲ့သူတို့သားဦးလေးအသေးမွေးလာချိန်မှာတော့သူတို့စိတ်ကူးတွေပြိုပြက်သွားခဲ့ပါတယ်မကြာခင်ဇနီးတယ်ကလည်းမျိုးပွားနှုန်းကိုထိခိုက်စေတဲ့ယောဂတစ်ခုခံစားရပါတယ်ဒါကြောင့်အမျိုးသမီးကနောက်ထပ်ကိုယ်ဝန်ဆောင်နေမှာမဟုတ်ကြောင်းဆရာဝန်တွေကပြောပါတယ်သူတို့ရဲ့ဆုံးရှုံးမှုအတွက်ပူဆွေးနေပေမဲ့အရှင်နေတွေကိုသူတို့ဘာသာပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်ဇနီးတယ်ကကိုယ်ဝန်မရှိတာတောင်သူတို့ဇနီးမောင်နှံကမနေ့တိုင်းကိုယ်ဝန်အတွက်စကြဝဠာကြီးကိုကျေးဇူးတင်ပါတယ်သူတို့ကျေးဇူးတင်တဲ့အရာတွေအလုံးကိုထုတ်ပြောပြီးအကောင်းမြင်ဖို့ကိုပင်အပြည့်အဝအာယုံစိုက်ထားပါတယ်ဒီနေ့နီးပါကြာချိန်မှာတော့အတော်ဆုံးဆရာဝန်တွေရဲ့ထင်မြင်ချက်နဲ့ဆိုင်ကျင်တဲ့ကိစ္စတစ်ခုဖြစ်သွားပါတယ်ဇနီးတယ်ကကိုယ်ဝန်ရခဲ့ပြီးယောက်ျားလေးနဲ့မိန်းကလေးအမွာမွေးဖွားခဲ့ပါတယ်ကျမတို့ရဲ့အသက်အတွက်ယေရှုတင်လိုက်ရအောင်ယေရှုတင်စိတ်ရဲ့ကုစားနိုင်စွမ်းယေရှုတင်စိတ်ကစိတ်နဲ့ခန္ဓာကျန်းမာရေးကိုအားဖြည့်ပေးတဲ့အပြင်ခန္ဓာကိုယ်ရဲ့ကုစားနိုင်စွမ်းကိုလည်းအကူအညီပေးပါတယ်ဒါကိုသုတေသနပေါင်းများစွာကသက်တည်ပြထားပြီးပါပြီယေရှုတင်စိတ်ရဲ့စွမ်းအားကကိုယ်ခန္ဓာကိုဂရုစိုက်မှုအစာအာဟာရနဲ့တခြားလိုက်နာဖို့လိုအပ်တဲ့ကုသရေးလုပ်ငန်းစဉ်တွေနဲ့တွဲဖက်အလုပ်လုပ်တာပါတခုခုကြောင့်ကျန်းမာရေးထိခိုက်တဲ့အခါစိတ်ဖိစီးတာစိုးရိမ်တာစိတ်ညစ်တာကြောက်တာစသဖြင့်မကောင်းတဲ့ခံစားချက်တွေဖြစ်လာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုခံစားချက်တွေကသင်ကိုကုသမပေးနိုင်ပါဘူးယောဂါကိုပို့လို့တောင်စိုးစေပါလိမ့်မယ်ကျန်းမာရေးကောင်းဖို့အတွက်အဲ့ဒီခံစားချက်ဆိုးတွေအစားကောင်းတဲ့ခံစားချက်တွေမွေးဖို့လိုပါတယ်ကျေးဇူးတင်စိတ်ကအလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်ကျမ်းမာရေးအတွက်ကျေးဇူးတင်စိတ်မွေးခြင်းကကျေးဇူးတင်စရာကျမ်းမာရေးအရှင်ဤကောင်းတွေကိုဆွဲငင်ပေးပါတယ်တစ်ချိန်တည်းမှာတင်စိတ်နဲ့ခန္ဓာကဖြည့်ဆည်းမှုနဲ့တင်းအားတွေကိုလျှော့ချပေးပါတယ်စိတ်ဖြည့်ဆည်းမှုကယောဂပေါင်းမြောက်များစွာရဲ့အခြေခံအကြောင်းတရားဖြစ်ကြောင်းသုတေသနတွေမှာတွေ့ရပါတယ်ဒါအပြင်ကျေးဇူးတင်စိတ်မွေးတဲ့လူတွေကအနာတရားကုစားတဲ့နေရာမှာပိုမြန်ဆန်ပြီးအသက်9နှစ်ပိုရှည်ကြောင်းကိုပါတွေ့ရှိခဲ့ပါတယ်အဲ့ဒီလိုဖြစ်တာကလည်းအသိပဲရှိနေပါတယ်ဘာကြောင့်လဲဆိုတော့ဆွဲငင်ခြင်းနေရာမှာအရာသင်ကျေးဇူးတင်တဲ့အရာတွေဟာစတို့ပွားများမှာဖြစ်လို့ပါပဲရိုးရှင်းပါတယ်သင်ကျမ်းမာရေးအတွက်ကျေးဇူးတင်တဲ့ပမာဏအတိုင်းသင်ကျမ်းမာရေးတိုးတက်ပါလိမ့်မယ်သင်ကျမ်းမာရေးကိုအဆိုးမြင်တဲ့ပမာဏအတိုင်းသင်ကျမ်းမာရေးဆုပ်ယုပ်ပါလိမ့်မယ်ကျေးဇူးတင်စိတ်မွေးတဲ့အခါသင်ကျမ်းမာရေးလည်းရုပ်ရှိတိုးတက်လာတာကိုမြင်ရပါလိမ့်မယ်နာကျင်ကြိုက်ခဲမှုမဲ့တွေအမာရွတ်တွေအမတ်တွေကမော်ဆန်ဆန်ပျောက်ကွယ်သွားမှဖြစ်ပြီးသင်ရဲ့စွမ်းအားကြံ့ခိုင်မှုနဲ့ပျော်ရွှင်မှုစတာတွေလည်းတိတိတသာတိုးတက်လာပါလိမ့်မယ်သင်လည်းအခုအချိန်ဖျားနာနေတာနာကျင်နေတာမျိုးရှိနိုင်ပါတယ်ဒါပေမဲ့သင်စီကိုလည်းကျမ်းမာရေးလက်ဆောင်ကအမြဲလာနေတာပါအဲ့ဒီအတွက်သင်ကျေးဇူးတင်နိုင်ပါတယ်နာမကျန်းဖြစ်ချိန်အနာတရားဖြစ်နေချိန်မှာကျေးဇူးတင်စိတ်မွေးဖို့တိတ်ကိုခက်ခဲနိုင်ပါတယ်ဒါပေမဲ့ကျေးဇူးတင်စိတ်နည်းနည်းလေးရှိရင်တောင်သင်ကျမ်းမာရေးအတွက်အထောက်အပံ့ဖြစ်ပါတယ်တင်းခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုခုကိုသဘောမကျတာကတင်းခန္ဓာကိုယ်အတွက်ကျေးဇူးမတင်လို့ဖြစ်ပါတယ်တွေးကြည့်ပါဆွဲငင်ခြင်းနိယာမအရာတင်းခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအဆိုးမြင်ခြင်းအပြင်အဆိုးမြင်ပြဿနာတွေပိုပြီးဖြစ်လာတတ်ပါတယ်ဒါကြောင့်တင်းခန္ဓာကိုယ်ပုံမှန်တံကိုအဆိုးမြင်ခြင်းကတင်းကျမ်းမာရေးကိုထိခိုက်စေပါတယ်တင်းခန္ဓာကိုယ်ကိုအပြစ်ချမဲ့အစားကျေးဇူးတင်ပါတင်းခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတင်းသဘောမကျတဲ့အချက်တစ်ခုကိုတွေးမိတိုင်းခန္ဓာကိုယ်ထဲကဆဲတွေလည်းတင်းခံစားချက်တွေကိုမျှယူပြီးအလိုက်တင်းသုံးပြန်ကြောင်းတတိယပါအဲ့ဒီအစားတင်းခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတင်းသဘောကျတဲ့အချက်တွေကို
လိုက်လိုက်လဲလဲကျေးဇူးတင်ပါတင်တဘောမကျတဲ့အချက်တွေကိုလစ်လျူရှုထားပါလာပါတင့်တယ်တဲ့တင်းခန္ဓာကိုယ်ကိုကျေးဇူးတင်ပါတင်တကယ်ကိုအတိအမှတ်ပြုပြီးသဘောကျရတဲ့တင်းခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်းတွေးကြည့်ပါတင်းခြေထောက်တွေအကြောင်းတွေးကြည့်ပါသူတို့တွေကတင်းရဲ့အတီးကတည်ယူပို့ဆောင်ရေးကိရိယာတွေဖြစ်ကြပါတယ်ခြေထောက်ကိုတင်အသုံးချတဲ့နေရာတွေကိုတွေးကြည့်ပါဟန်ချက်ထိန်တာမတ်တရက်တာထိုင်တာလေးကျင့်ခန်းလုပ်တာကခုံတာလေကားတက်တာကားမောင်းတာလမ်းလျှောက်တာစသဖြင့်ပေါ်လမ်းလျှောက်နိုင်တဲ့အစွမ်းကဘဝကိုပျော်ပျော်ဖြတ်တန်းနိုင်ခွင့်ပေးပါတယ်ဒါကြောင့်ငါခြေထောက်တွေကိုကျေးဇူးတင်တယ်လို့ပြောပါတကယ်ကိုကျေးဇူးတင်စိတ်နဲ့ပြောပါတင်လက်တွေအကြောင်းတွေးကြည့်ပါဒီနေ့အတွင်းပစ္စည်းပေါင်းဘယ်နှခုလောက်ကောက်တလဲကင်တလဲတွေးကြည့်ပါတင်းလက်တွေကတင်းဘဝရဲ့အဓိကကိရိယာတွေဖြစ်ကြပါတယ်နေ့တိုင်းလက်တွေကိုပဲအရှင်ပြေအားကိုးနေရတာပါဒါကြောင့်ငါလက်မောင်းတွေလက်ဘဝတွေလက်ချောင်းတွေကိုကျေးဇူးတင်တယ်လို့ပြောပါတင်းရဲ့အာယုံတွေကိုလည်းတွေးကြည့်ပါဦးအယတာအာယုံကတင်စားတောက်တိုင်းတင်းကိုပျော်ရွှင်မှုပေးပါတယ်ဒါကြောင့်ငါရဲ့အယတာအာယုံကိုကျေးဇူးတင်တယ်လို့ပြောပါတင်းရဲ့အနတ်အာယုံကြောင့်လောကကြီးမှာရှိတဲ့တင်းပြန့်တဲ့ယနံ့တွေကိုခံစားနိုင်တာပါဒါကြောင့်ငါရဲ့အနတ်အာယုံကိုကျေးဇူးတင်တယ်လို့ပြောပါတင်းရဲ့အထိအတွေ့အာယုံကခြေရသူတွေကိုနွေနွေထွေးထွေးပွေဖက်ခွင့်ပေးပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ထိတွေ့တယ်ဆိုတာလောကမှာအဖို့အတန်ဆုံးအတွေ့အကြုံတစ်ခုပါပဲဒါကြောင့်ငါရဲ့အဖို့တန်အထိအတွေ့အာယုံကိုကျေးဇူးတင်တယ်လို့ပြောပါတင်မျက်လုံးတွေရဲ့စွမ်းအားကိုလည်းတွေးကြည့်ပါမျက်လုံးတွေကြောင့်ကိုချီရသူတွေမိတ်ဆွေတွေကိုမြင်ရပါတယ်စာအုပ်တွေသတင်းစာတွေအီးမေးလ်တွေဖတ်နိုင်ပါတယ်ရုပ်ရှင်ကြည့်နိုင်ပါတယ်တဘာဝတရားကြီးရဲ့အလားတရားကိုခံစားနိုင်ပါတယ်အရေးအကြီးဆုံးအနေနဲ့တင်းဘဝကိုမြင်ရပါတယ်ဒါကြောင့်အရာအလုံးကိုမြင်ခွင့်ပေးတဲ့မျက်လုံးကိုကျေးဇူးတင်တယ်လို့ပြောပါနေရွက်တွေမရှိရင်အကြမ်းအာယုံမရှိရင်ဖုံးပြောနိုင်မှာမဟုတ်ပါဘူးတခြင်းတန်တွေရေဒီယိုအတန်တွေကြားနိုင်မှာမဟုတ်ပါဘူးချေရသူတွေစကားကိုလည်းကြားနိုင်မှာမဟုတ်ပါဘူးကုံကုံပြောရရင်လောကကြီးရဲ့အတန်တွေကိုကြားနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ငါရဲ့အကြမ်းအာယုံကိုကျေးဇူးတင်တယ်လို့ပြောပါဒါအပြင်တင့်အောင်နောက်မရှိရင်တင်ရဲ့အာယုံ၅ပါးကိုအသုံးချနိုင်မှာမဟုတ်ပါဘူးအုံနောက်ကအာယုံ၅ပါးကတဆင့်တစ်စက္ကန့်ကိုအဆက်အလက်ပေါင်း1 တန်းကျော်ကိုစီစစ်နေတာပါတကယ်တော့တင့်အောင်နောက်ကြောင့်တာတင့်အနေနဲ့လောကကြီးကိုခံစားတွေ့ကြုံနိုင်တာပါအုံနောက်ကိုလိုက်မိနိုင်တဲ့ကွန်ပျူတာလည်းမရှိသေးပါဘူးဒါကြောင့်ငါအုံနောက်နဲ့ငါရဲ့စိတ်ကိုကျေးဇူးတင်တယ်လို့ပြောပါတင်းခန္ဓာကိုယ်ထဲကအစိတ်အပိုင်းတိုင်းကိုစစ်စေတန့်စင်အသစ်ပြင်ပေးနေတဲ့ကိုယ်တွင်းအင်္ဂါတွေကိုလည်းမမေ့ပါနဲ့သူတို့တွေကတင်တောင်ညွန်ကြားစရာမလိုပဲသူတို့ဘာသာသူတို့လုံနေကြတာပါဒါကြောင့်အလောက်ကောင်းကောင်းလုပ်တဲ့အတွက်ကိုယ်တွင်းကလေးစားတွေကိုကျေးဇူးတင်တယ်လို့ပြောပါတင်းကိုကျမ်းမာကြမ်းခိုင်အောင်ကြိုးကြိုးစားစားထိန်းသိမ်းပေးနေတဲ့တင်းရဲ့ကိုခံအားစနစ်အကြောင်းတွေးပါကိုခံအားစနစ်ရဲ့ကျေးဇူးတင်ပါတယ်လို့ပြောပါတင်းခန္ဓာကိုယ်ထဲကတခြားအစိတ်အပိုင်းတွေအားလုံးထက်ထူးခြားတာကတော့တင်းနှလုံးသားပါပဲတင်းနှလုံးသားကတင်းခန္ဓာကိုယ်ထဲမှာရှိတဲ့စနစ်မှန်သမျှကိုအလုံးလုံးနိုင်အောင်စွမ်းအားပေးထားတာပါဒါကြောင့်ငါရဲ့တန်ဆွမ်းကျမ်းမာတဲ့နှလုံးကိုကျေးဇူးတင်တယ်လို့ပြောပါတင်းခန္ဓာကိုယ်ကအကြီးအကျယ်အခမ်းအနားဆုံးတက်ခွဲခန်းတစ်ခုပါတင်းခန္ဓာကိုယ်ရဲ့ထူးခြားမှုကိုဘယ်အရာကမှလိုက်မမီပါဘူးတင်ကထူးခြားစမ်းကြယ်ပါတယ်ဒါကြောင့်ငါရဲ့ထူးခြားစမ်းကြယ်တဲ့ခန္ဓာကိုယ်ကိုကျေးဇူးတင်တယ်လို့ပြောပါအစားအသောက်ကိုကျေးဇူးတင်ခြင်းတင်စားတဲ့အစားအသောက်ကိုကျေးဇူးတင်ခြင်းက
ကျမ်းမာရေးနဲ့ပတ်သက်ပြီးကျေးဇူးတင်စိတ်ကိုထိထိရောက်ရောက်အသုံးချနိုင်မဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။အစားမစားခင်အစားအသောက်ကိုကျေးဇူးတင်နေဆိုတာနှစ်ပေါင်းထောင်နဲ့ချီကျင့်သုံးခဲ့တဲ့ရိုးရာတစ်ခုပါ။ရှေးဟောင်းအီဂျစ်တွေလည်းအဲ့ဒီရိုးရာကိုကျင့်သုံးခဲ့ပါတယ်။သူတို့စားတောက်တဲ့အရာတွေကိုကျေးဇူးတင်ခြင်းကသူတို့အစားအသောက်ကိုစင်ကြယ်စေတယ်လို့ရှေးဟောင်းအီဂျစ်တွေကယုံကြည်ကြပါတယ်။21ရာစုရဲ့မြန်ဆန်တဲ့ဘဝအရှိန်ကြောင့်အစားစားခါနီးကောင်းချီးပေးတဲ့အလေးအထားကိုမလုပ်ဖြစ်ကြတာများပါတယ်။ဒါပေမဲ့ကွမ်တမ်ယူပဗေဒကလက်တလောတွေးရှိထားတဲ့ theory တွေတွေးရှိချက်တွေကိုကြည့်ရင်ရှေးခေတ်အီဂျစ်တွေရဲ့လုပ်ရက်ကကြိုးကြောင်တင့်နိုင်ခြေရှိတာကိုတွေ့ရပါလိမ့်မယ်။ကွမ်တမ်ယူပဗေဒရဲ့စောင့်ကြည့်သူတက်ရောက်မှုဆိုတာကတော့တခုခုကိုစောင့်ကြည့်တဲ့အခါဖြစ်လာတဲ့အပြောင်းအလဲတွေကိုညွှန်ကြားပါတယ်။အကယ်၍သင်ရဲ့အစားအသောက်ကိုကျေးဇူးတင်ခြင်းအပြင်သူတို့ရဲ့စွမ်းအင်တိဆောက်ပုံကိုပြောင်းလဲနိုင်မယ်၊တန့်စင်နိုင်မယ်ဆိုရင်သင်စားတောက်ခဲ့တဲ့အစားအသောက်မှန်သမျှကသင်ခန္ဓာကိုယ်ကျန်းမာရေးကိုတက်ရောက်မှုရှိမယ်ဆိုတဲ့သဘောတက်ရောက်နေပါတယ်။အမှန်တကယ်လည်းအဲ့ဒီလိုပါပဲ။တင်စားမယ့်အစားအသောက်ကိုကောင်းချီးပေးခြင်းအပြင်သူရဲ့စွမ်းအင်တိဆောက်ပုံနဲ့သင်ခန္ဓာကိုယ်အပေါ်တက်ရောက်မှုကပြောင်းလဲသွားပါတယ်။ရေကိုမေတ္တာကျေးဇူးတင်စိတ်နဲ့ကောင်းချီးပေးတာကလည်းအဲ့ဒီလိုပါပဲ။အသက်ရှင်ဖို့သွေးတောဖို့ခံစားဖို့ကျန်းမာဖို့အစားစားရပါတယ်။ဒါကြောင့်အစားအသောက်ကိုကျေးဇူးတင်ဖို့အင်မတန်အရေးကြီးပါတယ်။ဒီနေ့ပါပဲစားပါပဲတောက်တင်စားတော့မယ့်အရာကိုခဏလောက်ကြည့်ရင်စိတ်ထဲကဖြစ်စေအတန်ထွက်ပြီးဖြစ်စေကျေးဇူးတင်ပါတယ်လို့ပြောကြည့်ပါ။ရင်ထဲမှာတကယ်ကိုချစ်ချင်းမေတ္တာနဲ့ကျေးဇူးတင်စိတ်ကိုခံစားပါ။ဒါအပြင်အစားအသောက်စားချိန်မှလည်းကောင်းတဲ့စကားတွေကိုပဲပြောပါ။နောက်ပြီးတတ်နိုင်ရင်တလုံးလောက်ကိုတိတိကျကျအရသာခံပြီးစားကြည့်ပါ။အရသာကိုပိုခံစားနိုင်စေုံတင်မကပဲသင်ရဲ့ကျန်းမာရေးကိုလည်းတိုးတက်စေပါလိမ့်မယ်။အမျိုးသမီးတစ်ယောက်ကသူ့ကိုအလေးချိန်များခဲ့သုံးကအကြောင်းကိုစာရေးပြီးပြောပြပါတယ်။အစားအသောက်ကိုတေချာဆင်ခြင်တဲ့အပြင်နေ့တိုင်းကျင့်ကစားပေမဲ့ကိုအလေးချိန်တစ်ပေါင်တောင်ကျမလာပါဘူး။ဒါကြောင့်သူကတခြားနည်းလမ်းတစ်ခုကိုစမ်းကြည့်ပါတယ်။အစားချိန်မှာတတိနဲ့စားပါတယ်။မစားခင်အစားအသောက်ကိုကောင်းချီးပေးပါတယ်။ကျေးဇူးတင်ပါတယ်။အဲ့ဒီနောက်ဒုက္ခနာကိုအားဖြည့်ပေးဖို့ဆုတောင်းပါတယ်။ချက်ချင်းနီးပါရလတ်တွေမြင်ရပါတယ်။သူအစားအသောက်မရမနေစားချင်တာမျိုးအစာကျူးတာမျိုးတွေမဖြစ်တော့ပါဘူး။ဘယ်အစားကကျန်းမာတယ်ဘယ်အစားကဝိတ်တက်စေတယ်ဆိုတာတွေကိုလည်းသိပြီးစိတ်မပူတော့ပါဘူး။သူစားချင်တဲ့အချိန်စားချင်တဲ့အစားကိုစားလိုက်တာပါပဲ။ဒါအပြင်သူကျေးဇူးတင်ရတဲ့အရာတွေအားလုံးကိုစာရင်းပြုစုပါတယ်။သူလိုချင်တဲ့ကိုယ်အလေးချိန်ရလာရင်သူလုံးနိုင်မဲ့အရာတွေအတွက်လည်းကြိုပြီးကျေးဇူးတင်ကြောင်းပြောထားပါတယ်။သူစိတ်ကူးထဲကမင်္ဂလာဝတ်စုံကိုဝတ်နိုင်မယ်ဆိုတာလည်းအပါအဝင်ပေါ်။တလအတွင်းသူ့ကိုယ်အလေးချိန်3 ပုံ 1 ပုံကျသွားခဲ့ပြီးအခုဆိုရင်သူလိုချင်တဲ့ကိုယ်ခန္ဓာအချိုးအစားကိုရဖို့နီးစပ်နေပါပြီ။အဲ့ဒါတွေအလုံးကသူ့ကိုယ်သူနဲ့အစားအသောက်ကိုကျေးဇူးတင်အတိအမှတ်ပြုတာကြောင့်ဖြစ်လာတာပါ။အစားအသောက်တွေနဲ့သူတို့ကပေးစွမ်းတဲ့ကျန်းမာရေးအတွက်ကျေးဇူးတင်လိုက်ရအောင်။ကျေးဇူးတင်စိတ်ဆိုတာသိကောင်းတဲ့လက်ရွှင်စီပါ။ဒါကြောင့်နေ့တိုင်းသင်ကျန်းမာရေးကိုကျေးဇူးတင်ကြောင်းပြောပါ။ကျန်းမာရေးကိုငွေပေးဝယ်လို့မရပါဘူး။ဒါကြောင့်တခြားအရာတွေအားလုံးထက်သင်ကျန်းမာရေးကိုအတိအမှတ်ပြုကျေးဇူးတင်စိတ်မွေးပါ။တင်ပိုပြီးကျန်းမာရေးကောင်းလာဖို့သင်ကျေးဇူးတင်စိတ်ကအာမခံပေးပါတယ်။